မင်္ဂလာပါအဲ့တော့အခုတလောချန်ပီယံဖြစ်နေတဲ့အခန်းလေးပေါ့နော်ချန်ပီယံဖြစ်နေတဲ့အခန်းလေးကိုခဏနေရိုက်ပြပါမယ်ဒါကအိတ်ခန်း2ခန်းရေချိုးခန်း2ခန်းပါတယ်စုစုပေါင်းလူ6ယောက်9ယောက်လောက်အထိတဲလို့ရတယ်ပေါ့နော်6ယောက်ဆိုရင်တော့အိယာကွက်တီပဲ9ယောက်ဆိုရင်တော့အိယာတစ်လုံးအပိုထိုးပြီးမှာပေါ့လေဘာကြောင့်နာမည်ကြီးလဲဆိုတော့ကနေရာက Central Ramanai Shopping Mall ကိုဟိုလောက်ပဲရှောက်ရတယ်3မိနစ်4မိနစ်အဲ့ဒါလောက်ပဲရှောက်ရတယ်အဲ့တော့နီးလေးရပေါ့နော် Shopping Mall ကြီးဆိုရင်နီးလေးရ Central Ramanai ဆိုတော့အစားတောက်ပေါ်တယ်ပြီးတော့ Joffre ညာဈေးနဲ့ကလည်းယထာတပူတာပဲပေါ့နော်အဲ့တော့လူအများနဲ့ဆိုရင်တက်စီနဲ့တော့ပူတော့မတန်သေးတယ်ပေါ့နော်ဝါသနာပိုင်လမ်းလျှောက်လို့ရသေးတယ်15မိနစ်လောက်လမ်းလျှောက်ရင် Joffre ညာဈေးရောက်တယ်ပေါ့နော်အဲ့တော့ဒီနားမှာကဈေးအဓိကတော့အစားတောက်ပေါ်ပြီးတော့မြို့ရဲတဲ့ရှင်ဈေးသက်တာတယ်နောက်မြို့ရဲနဲ့လည်းနီးတယ်ပတူနန်းတို့ Central Wall တို့သွားမယ်ဆိုလို့ရှိရင်လည်းတကယ်တော့ကားမပိတ်ဘူးဆိုရင်10မိနစ်လောက်နဲ့သွားလို့ရတယ်နီးလေးရပေါ့နော်ကျွန်တော်တို့ရန်ကုန်ဆိုရင်စုလီနဲ့စမ်းချောင်းအဲ့ဒီလောက်ပဲပေါ့နော်အဲ့လောက်တောင်မှမဝေးသလိုပဲဒီနေရာပေါ့နော်အဲ့လောက်မဝေးဘူးဆိုတော့တွားရေးလာရေးအဆင်ပြေတယ်နောက်ဒီဘက်ချမ်းကဆိုရင်Central Wall မှာ shopping ပတ်မဲ့အစား Central Lapron တို့ဘာလို့သွားမယ်ဆိုရင်လည်းလမ်းတင်နဲ့နီးတယ်ပေါ့နော် Central Lapron ကျတော့ပို့ပြီးတော့ Central Wall တဲ့ဈေးပို့ဝယ်လို့ကောင်းတယ်လူမများဘူးပေါ့နော် foreigner မများဘူးနောက်သူတို့ local market ပုံစံမျိုး local ပိုစံတာပေါ့လေအဲ့လိုအနေထားလေးရှိတာပေါ့ဆိုတော့ဈေးနှုန်းပေါ့နောက်ဒီအခန်းရဲ့ဈေးနှုန်းပေါ့နော်ဈေးနှုန်းကလည်းလူ6ယောက်ကိုအဲ့လောက်ထိမများဘူးပေါ့နော်ဈေးကလည်းအတင်းတင်ပဲဆိုတော့နောက်ချက်ပြုတ်စားမယ်ဆိုရင်လည်းစားလို့ရတယ်မီးဖို့ကန်တီးတန့်တော့မပါပေမဲ့ဒီဧကန်မှာပေါ့နော်ခဏနေပြမယ်တကားလေးဖွင့်ပြီးတော့ချက်မယ်ဆိုရင်အဆင်ပြေတာပေါ့နော်အနက်ဘာညာထွက်တာပေါ့လေပန်ကဘာညာလည်းပြီးထားတယ်အနက်ဆုပ်ဖို့ပေါ့နော်ဆိုတော့အခန်းလေးပြပါမယ်ဒါကဧကန်ကိုခြုံပြီးတော့မြင်ရမယ့် view ပါဟိုးရှစ်တဲ့ကဒါ toilet တစ်ခုပေါ့နော်ရေချိုးခန်းအိမ်သာတစ်ခုသမင်းချက်မယ်ဆိုရင်ဒီမှာချက်ပေါ့အဲ့တော့ဒါကသမင်းချက်မဲ့နေရ veranda ပါတယ်အဲ့တော့ဒီမှာသမင်းဥပညာပေးထားတယ်ပြီးတော့မီးဖို့ induction cooker တို့ဘာတွေမှာပေးထားတာပေါ့နော်ပေါင်မုံမီကင်းနဲ့ဆက်တို့ဘာလို့အဲ့တော့ဒီပုံမှာတော့တကားလေးဖွင့်ပြီးတော့ချက်လို့ရတာပေါ့နော်ပြီးတော့ဟိုမှာ wish your set ဘာညာလဲပါတယ် wish your set ပေါ့နော် wish your set ရှိတယ်ဒါက verandaအဲ့တော့ဒီဘက်ကနေပြန်ပြီးခြုံကြည့်မယ်ဆိုရင်ဒီလိုနော်ပြီးတော့သူကထမင်းစားတဲ့နေရာကျတော့အရှိခုံနှန်းရှိပေါ့နော်ခုံနှန်းရှိဒီမှာတန်းလိုက်စားလို့ရမယ်မိသားစုတွေဒါကပြင်ကရေချိုးခန်းအိမ်နာဝတာဟီတာပါညာပါတယ်ပြီးတော့ဒီမှာအခန်းတစ်ခန်းဒါက2ယောက်အိတ်ရန်ဒါနဲ့ဒီမှာရေအခန်းနဲ့မြင်ရမယ့် view တိတ်ဆိတ်နေရပဲအဝင်းကြီးအနေထားလဲကြည့်လိုက်နော်တိတ်ဆိတ်အေဂျင့်နေရပဲအဲ့တော့2ယောက်အိတ်အကွန်ပါညာပါတယ်လေကွန်3လုံးပေါ့ဧကန်မှာ1လုံးအခန်းမှာ2လုံးပြီးတော့ဒီဘက်မှာနောက်တစ်ခန်းအဲ့တော့ဒီမှာက4ယောက်အဲ့တော့စုစုပေါင်း6ယောက်အိပ်လို့ရတာပေါ့နော်9ယောက်ဆိုရင်အဲ့ရအပူတစ်ခုထိုးပေးတာပေါ့ပြီးတော့ဒီမှာဒီချိုကန်အင်တာနောက်တစ်လုံးဒါကတော့ master bedroom အနေနဲ့သုံးလို့ရတာပေါ့နော်ဝတာဟီတာပါညာပါမယ်အဲ့တော့ဘုတ်ဒီက recycle ဘုတ်ဒီပေါ့နော် recycle လုပ်တဲ့ဘုတ်ဒီအဝါရောင်ဆိုတော့မသိရင်ရုပ်ဆိုးဆိုးကြီးထင်ရတယ်ပေါ့နော် eco friendly လောက်ထားတာပါကွန်ဒိုကနေထွက်မယ်ဆိုလို့ရှိရင်ပေါ့နော်အဲ့တော့ကွန်ဒိုကနေထွက်မယ်ဆိုရင်ဒီလန်တိုင်းပေါ့
plan တိုင်းသွားမယ်ပတ်ဝန်းကျင်မှာပါရရှိလဲကြည့်အောင်ပတ်ဝန်းကျင်ကတိတ်ဆိတ်တယ်လူတန့်တယ်အဲ့တော့ဒီမှာ Bell Condo ကြီးဒီမှာဒါက Bell Condo တဲ့တဲ့အများစုတည်ကြတာ Bell ပေါ့နော်ခုရှိတာက Bell မှာရေကူးကန်ကျင်ပါတယ်ပေါ့ဒီကောင်ကရေကူးကန်ကျင်မပါဘူးဒါမှလည်းဈေးရတော့ဒီကပိုတက်တာပေါ့လေပြီးတော့ဒီမှာ 7-Eleven ရှိတယ် 7-Eleven အကြီး 7-Eleven အကြီးရှိတယ်ရှိတယ်ပြီးတော့ဒီမှာစားတောက်ဆိုင်တွေရှိတယ်ယူရီးယားဆိုင်တွေပေါ့နော်ယူရီးယားဆိုင်2ဆိုင်ရှိတယ်ဒီဘက်က aircon မရှိဘူးဒီဘက်က aircon မရှိဘူးပြီးတော့ဒီဘက်ကဆိုင်ကဟိုဘက်ကဆိုင်က aircon ရှိတယ်အဲ့တော့ aircon ရှိတဲ့ဆိုင်မှာတော့ကျွန်တော်စားဘူးတယ်ကောင်းတယ်ဒီရတာကောင်းတယ်ပေါ့နော်အဲ့တော့ဒါကအခုလောလောဆယ်သူတို့မဖွင့်သေးဘူးညနေပိုင်းလောက်မှဖွင့်မှာထိုင်းမှာက12နာရီရှေ့ပိုင်းတိတ်လောက်ကြပုံမပေါ်စနစ်နောက်ပိုင်းမှာလောက်ကြတာညလုံးပေါ့နော်အဲ့တော့ညစနစ်1နာရီလောက်ထိပေါ့အဲ့တော့ဒီမှာစားပါယူရီးယားစားပေါ့နော်အဲ့တော့ဒါက 7-Eleven ပြီးတော့ဒီနေ့ကတနင်္ဂနွေနေ့တနင်္ဂနွေနေ့မလို့ပဲဆိုင်ပိတ်တာလားမသိတနင်္ဂနွေနေ့ပေါ့နော်တနင်္ဂနွေနေ့ဆိုတော့ပုံမှန်အဖြစ်ဆိုရင်ဒီမှာဈေးတန်းရှိတယ်ဒါဟိုတာပေါ့နော် Monday to Friday ပေါ့နော် Monday to Friday ဆိုဈေးတန်းရှိတယ်အခုကဈေးတန်းကပိတ်ထားတယ်ဒီမှာဒါဈေးပဲအဲ့ဒီဟာအဲ့ဒီအုပ်လေးဒီကောင်ပေါ့နော်ဈေးပဲဈေးသက်တာရောင်းတယ်ဒီကတော့ဒီဘက်ဝင်းကျင်ကအလုပ်သမားတွေကိုရောင်းပေးတာပေါ့လေဆိုတော့အဲ့တော့အလုပ်သမားဈေးဖြစ်တဲ့အတွက်ဈေးသက်တာတယ်ပြီးတော့ဒီမှာက Top Supermarket ရှိတယ် Top Supermarket ဒါတရုတ်ပစ္စည်းတွေရောင်းတာပေါ့နော်အဲ့တော့ဒီမှာကဒါ Bell Condo အဲ့ဒါကြောင့် Bell မှာတဲတဲ့လူတွေအားသာကြတော့အောက်ထပ်ဆင်းလိုက်တာတဲ့ Top Supermarket ပေါ့နော်ဒါပေမဲ့အခုဒီ condo ပေါ့ဒီ condo မှာတဲတဲ့လူလေအားသာချက်ရှိတယ်ဘာလို့ဆိုတော့အခုတလားလောက်ပဲရှောက်ရတာပေါ့နော်ရှောက်လိုက်ရင်ဒီမှာ Top Supermarket ရောက်ပါပြီTop Supermarket. Hey, Top Supermarket ရှိတယ်။အဲ့တော့ချက်ဖို့ပြုတ်ဖို့ပစ္စည်းတွေဝယ်မယ်ဆိုရင်ဒီမှာအစုံဝယ်လို့ရတယ်။လူတွေရှောက်နေတယ်။မောင်နေSalmonအဲ့ဒီမှာလည်းစားတော့တယ်ရောင်းတယ် fresh တွေ55ဘတ်29ဘတ်ပဲရှိတယ်149 state တွေစုံပေါ့နော်ရှိပါတယ်အဲ့တော့ဒါကဒီမှာသားငါချက်ဖို့အတွက်ဝယ်မယ်ဆိုရင်ဝယ်လို့ရတယ်ဒါကသားငါချက်တဲ့ဟာပေါ့နော်ချက်မဲ့ဟာပြီးတော့ဒီမှာအတီးရွက်အတီးတွေမျိုးစုံရှိတယ်ဒါက top ပေါ့နော်အဲ့တော့ဒီမှာချက်ဖို့ပြုတ်ဖို့ဈေးလာဝယ်လို့ရတယ်အဲ့လိုမှမဟုတ်ရင်ဆက်ထွက်သွားမယ်ဆက်ထွက်သွားမယ်ဆိုတော့ဒီမှာကဖေးအမေဇုံရှိတယ်အဲ့ကဖေးအမေဇုံရှိတယ်ဒီမှာပါလေးညောင်းကြည့်တော့ဒီမှာဆိုင်ပါတော့ဆက်ပြီးတော့ညောင်းဆောင်းစားရှိတယ်ဝေးဒီမှာတော့ပုံပေါ်ရှိတယ်ဆိုင်ပါအဲ့မှာတော့ဆိုင်ကြီးဆက်ရှိအဲ့တော့ဒီရှောင်းမော်ပေါ့မယ်ဒီကတော့ဒီကတော့ဆောင်းမှာလောက်ရတယ်ဒီဆုံးနေကြရတယ်ဆိုင်ကတ်ပန်ကျန်ရ
စာအုပ်တွေကဝင်လာတာပေါ့နော်အစာအုပ်တွေကဝင်လာတာအစာအုပ်တွေကမဟုတ်ဘဲနဲ့ဘေးနားကနေဖြတ်ပြီးတော့ရှောင်မယ်ဆိုရင်အခုဒီလမ်းပေါ့နော်ဒါဒီတဲ့ထောင်တက်လာတာပေါ့这个啊，咱们来往上走一条。哦，这个上来一条，这上面，这上面，来吧，南头啊，哎，南头了，这个东西，咱们要往山上要走，山上要走，别过，不用上路那样，这个几个人过，不行要了，然后看路要了，然后超到山上要走，现在就被，超到被就现在要走，ပြီးတော့ဒီမှာလမ်းလျှောက်လာပြီဒီမှာကြည့်လိုက်တာ shopping mall Central Ramana shopping mall Robinson အဲ့ဒီမှာလည်း top ရှိတယ်နောက် food court တွေရောပါတယ်အစုံပေါ့နော်ဒါတော့ shopping mall ကြီးအထက်လိုက်ဒီငါတက်ပေါ့ဒါကပန်အဲ့တော့ဘန်ကောက်ပန်ကိစ္စဘာညာလုပ်ချင်ဒီမှာလုပ်လို့ရတယ်ဘန်ကတော့ပေါ်ပါတယ်ဒီနားမှာဒီမှာဘန်ကောက်ပန်ရှိတယ်ဒီ shopping mall 4လွှာလား5လွှာလားမသိအဲ့ဒီမှာဘန်အကုန်ရှိတယ်ကက်စီကွန်ခရွန်ထိုင်ခရွန်စီရီဘန်ကောက်ပန်နောက်ကျန်တဲ့ဘန်တွေရောပေါ့နော် TTB လားမသိအဲ့ဘန်တွေရောအစုံရှိတယ်ဒါတော့အခုဒီမှာဘန်ကောက်ပန်လူရှင်းတယ်ဟိုမှာတော့လူရှုပ်တာပေါ့နော် shopping mall ဆိုတော့အဲ့တော့လူရှင်းတဲ့နေရာလိုချင်ရင်အဲ့ဒီကိုသွားပြီးတော့ဒီမှာ night market ဒါကညပိုင်းမို့လို့မနက်ပိုင်းမို့လို့လူမရှိတာညပိုင်းဆိုလူအပြည့်ပဲကျော်ဖဲ night market ကအဲ့ဒီမှာနော်ကျော်ဖဲ night market ကအဲ့ဒီမှာအခုကျွန်တော်ကဒီဘက်ကိုသွားမှာဒီဘက်ကိုသွားမယ်ဒီရရှောက်ဘယ်တော့ဘယ်လိုလုပ်လဲဒီမော我把它放进。这把上来，我看不过来，有点啥，拿多少，拿垃圾，拿多少，也啥。拿多少钱？我要你，好吧。好菜，好菜。ဒါက street food တွေအနက်ပိုင်း street food စားခြင်းရင်ဒီမှာလာဝယ်စားလို့ရတယ်။ parcel လေးဆွဲလို့ရတယ်။ငါးတွေကြော်ရတာရှယ်ပဲ။ငါးတွေကြော်ရတာရှယ်ပဲ။မမဆုပ်စုံပဲ။စုံပဲ။ဒါကအတီးဒီမျိုးစုံပါနော်။ဒီဒီတက်တာပါတယ်။ဒါကအတီ drinks ဒီမှာပြောတာပေါ့နော်။ဒီမှာ100ပဲရှိတယ်။ဟုတ်ပြီနော်။ဒီကောင်ဆိုရင်100ပဲရှိတယ်။အဲ့တော့Central Wall တို့ပတ်တူနန်းတို့မှာ300ရောင်းတယ်။300ရောင်းတယ်။ပြီးတော့ house share ပဲဟာ။ဒီ juice juice မျိုးစုံ pops စပန်ဆာစားခြင်းလည်းဒီမှာမျိုးစုံရှိတယ်စားစရာတွေကြည့်ပဲစားစရာတွေကြည့်ပဲရှယ်ဒါနောက်တန်းညပိုင်းစားကြလားညပိုင်းစားကြအဲ့လိုဖုန်းလို့တွေများ
ညာကြီးပဲကျွန်တော်ပါဆယ်ဆွဲသွားကျင်တာနောက်တစ်ခန်းတော့ပြရမှာတော့ပြရမှာไม่ได้บอกว่าจะตามเพิ่มอะไรนะความถึงไม่ได้บอกว่าใครบอกว่าไม่ได้บอกว่าใครจะต้องการไม่ได้บอกว่า ဆုံးပါပဲဒါတော့ပါဆယ်ပေါ့နော်ပါဆယ်ဆွဲမဲ့သူတွေပေါ့ဒီမှာကကြာစံကိုပန်းအောင်ဆိုတာကြာစံကိုပန်းအောင်ဆိုတာနောက်မှဝယ်စားကြည့်ရမယ်ကောင်းမပေါ့ရတာရှိမဲ့ပေါ့ရတာရှိမဲ့ပေါ့ပြီးတော့ဒီမှာအချို့ဝဲတွေအဲ့တော့ဒါက street food အဲ့တော့ဒီဘက်ချမ်းဟိုဘက်ဒီဘက်နှစ်ခုလုံးမှာဆိုင်နေရှိတယ်စားတောက်ဆိုင်နေရှိတယ်တော့မပြတော့အဲ့တော့အဲ့မှာစားတောက်ဆိုင်နေရှိတယ်ပြီးတော့လေးလွာမှာ food court ရှိတယ်ဟိုအပေါ်ဆုံးတက်မှာလည်းတစ်ထက်လုံးကစားတောက်ဆိုင်နေပဲပြီးတော့ဒီမှာကယထာဘုဒ္ဓပေါ့နော်အဲ့တော့အောက်ဆုံးကိုဆင်းလာပြီးတော့ဒါဒါဆိုရင်ယထာဘုဒ္ဓ MRT ပေါ့အဲ့တော့ MRT ကနေပြီးတော့ Thailand Cultural ကို Center ကိုတပူတာစီးသွားရင်ပစ္စည်းရှိမယ် home brew ရှိမယ်ပစ္စည်းအကြီးတွေပေါ့နော်ပစ္စည်းကြီးတွေ home brew ကြီးတွေရှိမယ်အဲ့တော့ဒါကယထာဘုဒ္ဓဝင်ပေါက်ယထာဘုဒ္ဓကိုမဝင်ဘဲနဲ့တဲ့ကိုဆက်သွားပေါ့နော်ဒီတဲ့ကိုဆက်သွားရင်ဟိုဘက် Fortune Town နဲ့ Lotus ဘက်ကိုရောက်အဲ့တော့နောက်တစ်ခုပြောချင်တာဒီ Metro Mall ပေါ့နော် Metro Mall တဲ့ကိုရှောက်သွားလို့ရှိရင်အဲ့ဒီအလေလောက်မှာဟိုရာရှိတယ်Super Rich Money Changer ရှိတယ် Brave ကောင်းတယ်ပေါ့နော်အနီးအောင် Super Rich ရှိတယ်ပေါ့နော်အဲ့ဒီမှာသွားလဲလို့ရတယ်ငွေပတ်စံလဲခြင်းတဲ့လူတွေအဲ့တော့ဒါဒလီကနဲ့တက်လာမယ်Christmas အတွက် movie ဖြစ်မှာအဲ့တော့ဒီဘက်ချမ်းရောက်ပြီအဲ့တော့ဒါက Fortune Town ပြီးရင်ဟိုဘက်ချမ်းမှာက Lotus အဲ့တော့ဒီမှာက Lotus အစာလေးမြင်နေရတယ်ပေါ့နော်အဲ့တော့အခုကျွန်တော်ဒီကနေသွားပြီအဲ့တော့ဒီမြေအောက်ကနေတက်လာပြီးတော့အောက်ရောက်တာနဲ့တင်ညာဘက်ကိုချိုးပေါ့နော်ညာဘက်ကိုချိုးပြီးတော့အဲ့တော့ဒီမှာ Starbucks ရှိမယ်ဒီအောက်ကနေဆင်းသွားလို့ရှိရင်အမှမဆက်တွေရှိတယ်မဆက်တွေဈေးသက်တာတယ်တနားမှ200 180အဲ့လောက်ပဲရှိတယ်ပေါ့နော်ဘယ်လဲရှိတယ်ညာလဲရှိတယ်မဆက်နဲ့ပတ်သက်ပြီးတော့တစ်ခါကျွန်တော်ဗီဒီယိုတင်အဲ့ဒါရှိတယ်ပဲဆိုင်ရသက်တာလဲဘယ်လိုလူမျိုးတွေနဲ့နှိပ်ရမလဲဆိုတာပေါ့နော်အဲ့တော့ဒါက Starbucks အဲ့တော့ဒီအထဲကနေဝင်ပြီးတော့ Lotus ကိုသွားမယ်